ကွယ်လွန်သွားခဲ့ပေမဲ့ပရိသတ်တွေလုံးဝမမိတဲ့မင်းသားကြီးသုံးလက်ရှိမှာမြန်မာပြည်ရဲ့နုပညာကဏ္ဍဟာဆိုရတဲ့အခြေအနေကိုရောက်နေပြီဖြစ်ပြီးပရိသတ်တွေရဲ့လေးစားမှုကိုလည်းမရရှိတော့ပါဘူး။အနုပညာရှင်ဆိုတာဟာအခွင့်ထူးကလူရန်စားမဟုတ်ပဲလူတွေရဲ့ဘဝမျိုးစုံကိုကိုစားတရုပ်ဖော်ပေးပြီးပုံမကောင်းမွန်တဲ့ရတာတွေနဲ့လူအဖွဲ့အစည်းကိုတိဆောက်ပေးကြတဲ့သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့မြန်မာပြည်ကအနုပညာရှင်တွေကတော့အလုပ်ထပ်ဖို့ပြီးအခွင့်ထူးခံခြင်းကြတယ်လို့ငွေဝင်လွယ်လို့အနုပညာလုပ်နေကြတဲ့သူတွေများပါတယ်။အနုပညာစစ်ကိုခန်းစားပြီးစိတ်နဲ့စွာပြုလုပ်တဲ့သူဆိုတာရှားပါတဲ့မြမအနုပညာရှင်တွေထဲမှာယခုဖော်ပြမဲ့မင်းသားကြီးတွေကတော့ကွယ်လွန်သွားခဲ့တာအချိန်ကြာပြီဆိုပေမဲ့ယနေ့အချိန်ထိအနုပညာလောကမှာစံပြုထားဆဲဖြစ်တယ်လို့ပရိသတ်တွေရဲ့ကြိုက်ကိုလည်းအမြဲရရှိနေတဲ့သူတွေပဲဖြစ်ပါတယ်။2009ခုနှစ်မှာလောကကြီးတွေကထွက်သွားခဲ့တဲ့မင်းသားကြီးတွေကတော့ပရိသတ်တွေရဲ့ရှင်ထဲမှာအခုချိန်ထိအသက်ရှိနေဆဲမင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။တွေဟာမြန်မာမင်းသားတွေထဲမှာယောက်ျားဆန်ပြီးအနုပညာအပေါ်မှာကြာရဇက်ရုပ်ကိုမငြင်းညူပဲကောင်းဆုံးချပြနိုင်တဲ့မင်းသားဖြစ်လူသိများပါတယ်။ယောက်ျားဆန်တဲ့ပြင်ဆင်တဲ့ရုပ်ရည်တွေပြင်ရုပ်ရှင်နဲ့အနုပညာအပေါ်မှာထားတဲ့သူ့ရဲ့စိတ်နေစိတ်ထားတွေကြောင့်လည်းအများကအမြဲလေးစားနေကြရတာပဲဖြစ်ပါတယ်။ကွယ်လွန်သွားတဲ့နှစ်20ပြည့်တော့မှဖြစ်ပေမဲ့ယနေ့အချိန်ထိမင်းသားတွေးလိုမျိုးပရိသတ်တွေရဲ့ရှင်ထဲမှာကြက်ရှိအောင်အနုပညာအပေါ်မှာတစ္ဆာရှိတဲ့မင်းသားပေါ်မလာသေးဘူးလို့အလုံးကလက်ခံထားကြဆဲဖြစ်ပါတယ်။ကျော်ဟင်းတဘာဝမင်းသားတွေထဲမှာမင်းသားကြီးကျော်ဟင်းကတော့ကနဝင်တွင်မဲ့မင်းသားကြီးဖြစ်ပြီးအနုပညာပေါ်မှာအမှန်တကယ်တိုးတက်ခြင်းစိတ်ပြည့်နဲ့ပြုလုပ်တဲ့သူပဲဖြစ်ပါတယ်။မင်းသားတွေရဲ့ဦးလေးတော်ဆက်သူဖြစ်တယ်လို့သူကိုယ်တိုင်လက်တွဲခေါ်ပြီးတင်မြှောက်ပေးခဲ့တဲ့မင်းသမီးတွေဟာမြမရုပ်ရှင်ရဲ့နေပယ်တဝက်လောက်အထိရှိတယ်လို့ဆိုလို့ရပါတယ်။မင်းသားကျော်ဟင်းဟာတဲပြောတတ်တယ်လို့ယနေ့ခေတ်မင်းသားတွေလို့လှုပ်ချိုတွေမပြုလုပ်တတ်တဲ့သူလည်းဖြစ်တဲ့အတွက်သူ့ရဲ့ခေါင်းဆုံးချိန်တွေနဲ့အနုပညာလှုပ်ရှားမှုတွေပြုလုပ်တဲ့ကာလတွေမှာအနုပညာရှင်တွေကြားဩဇာကြီးခဲ့တဲ့သူလည်းဖြစ်ပါတယ်။အကယ်ဒမီဆု၄ခုအထိရရှိခဲ့ပြီးမင်းသားအပြင်ဒါရိုက်တာဖြစ်လဲလုပ်ကိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ဝင်းဦး1980ကျော်ခင်အောင်ခုနှစ်တွင်မှာအာဆီယံမှာမြန်မာရုပ်ရှင်ဟာအစင်မြင့်ဆုံးဖြစ်ခဲ့တဲ့အချိန်တွေပဲဖြစ်ပါတယ်။ထိုအချိန်မှာထွက်ပေါ်ခဲ့တဲ့မင်းသားကြီးဝင်းဦးကတော့ခေတ်ဆက်ဆက်ပြောင်းနေသည့်ယနေ့တိုင်လူများရင်ထဲမှာဆွေးမြေ့ကြံနေစေဖြစ်တဲ့မင်းသားကြီးပဲဖြစ်ပါတယ်။မင်းသားတွေထဲမှာအများနဲ့မတူတဲ့ဟန်ပန်မှုညာနဲ့သူ့ရဲ့တမှုထူးခြားတဲ့လီယူလေးသိန်းပြောဆိုတွေဟာအနုပညာတဲ့ရေးချမှာအမြဲတမ်းထင်ပေါ်နေမဲ့ပုံစံတွေပဲဖြစ်ပါတယ်။မထင်မှတ်ပဲမင်းသားဖြစ်ခဲ့ရပေမဲ့အကောင်းဆုံးတရုပ်ဆောင်နည်းတွေကိုချပြနိုင်ခဲ့တဲ့မင်းသားကြီးဝင်းဦးဟာအနုပညာလောကကနေလည်းမထင်မှတ်တဲ့အသက်အရွယ်မှာပဲလောကကြီးတွေကနေအပြီးတိုင်ထွက်ခွာခဲ့ပြန်တာပဲဖြစ်ပါတယ်။အနုပညာတက်တန်းဟာလည်းထင်သလောက်မကြခဲ့ပေမဲ့ခေတ်30မကကြော်ကြားမှုကိုရရှိနေတဲ့မင်းသားကြီးဖြစ်ပါတယ်။ယနေ့ဖော်ပြခဲ့တာတွေကတော့မြန်မာအနုပညာလောကတွေမှာယနေ့ထက်တိုင်ရှင်းပြနိုင်သူမရှိသေးတဲ့အနုပညာရှင်မင်းသားကြီး3ယောက်ဖြစ်ပြီးအသက်မရှိတော့ပေမဲ့ကြော်ကြားနေစေသူတွေဖြစ်တဲ့အတွက်သူတို့နဲ့ပတ်သက်တဲ့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဖော်ပြပေးခဲ့ကြပါအောင်ရှင်။ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။